ကြီးမားတဲ့ခက်ခဲရတော့ sponsor ပေးကြတာပေါ့နော်ဒီပွဲက LGBT ပွဲဖြစ်တယ်သူများရဲ့ဆိုလို့ရှိရင်မိမပွဲလို့ထင်ပြီးတော့ sponsor ပေးပြီးမှပဲအပြင်မှာစီဝေးထိုင်တော့ပါပဲ cancel သွားတဲ့လူတွေလည်းဖြစ်ပါတယ် cancel သွားတဲ့လူတွေလည်းရှိရပေါ့နော်ညီမပြောချင်တာကညီမတို့ပြောချင်တာက sponsorship တွေကမ်းလှမ်းနေဆိုလို့ရှိရင်ညီမတို့က title နဲ့ကမ်းလှမ်းတာဖြစ်ပါတယ် Miss LGBT မြန်မာဆိုတဲ့ပွဲနဲ့ကမ်းလှမ်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲဒီ LGBT transgender women တွေအတွက်ကြီးမားပြုတ်ရဲ့ပြိုင်ပွဲကြီးဖြစ်ပါတယ်အားကြောင့်မလို့ညီမတို့ sponsor confirm ဖြစ်တယ်မဖြစ်တယ်ဆိုတာလေအဲ့ title လေးကိုသေချာ view site ပြီးတော့ sponsorship company တွေကနေပြီးတော့သေချာ view site စစ်ဆေးပြီးမှပဲအမဒီပေးဖြစ်တယ်မပေးဖြစ်ဘူးကိုအစည်းအဝေးထိုင်ပြီးတော့သေချာနေစနစ်စကြလုပ်တင်ပါတယ်ပေါ့နော်မင်္ဂလာပါဒီမှာမင်္ဂလာပါရှင်ညီမအနေနဲ့ပေါ့နော်ဒီနေ့ပွဲလေးဒါအမေသွားလေးပြေဆုံးသွားပြီပေါ့နော်အဲ့တော့ညီမဘယ်လိုမျိုးဒီပွဲလေးပြီးဖို့တော့ဘယ်လိုစပြီးတော့ဒီပွဲလေးရလဲပေါ့ဒီပွဲပြီးသွားတဲ့တော့ဘယ်လိုများရှင်းဖို့ရလဲအဲ့လိုဒီပွဲကိုလုပ်ဖို့တော့ကိုပေါ့နော်6လလောက်9လ6လ9လလောက်ပေါ့နော်အိမ်မပြောဘူးညတိုင်းဘယ်လိုလုပ်ကြမယ် plan နေစဉ်းစားရဲသူများပွဲလေးမဟုတ်ဘူးပေါ့ဒါ Mr. and Miss ပွဲမဟုတ်ဘူးအဓိက LGBT ပွဲဖြစ်နေတဲ့ကြောင့်မလို့အများကိုမှစူးစမ်းပြီးတော့လုံးပန်းရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအဖက်ဖက်ကပဲပေါ့နော်ပွဲတစ်ပွဲလုပ်တယ်ဆိုတာလည်းမလွယ်ဘူးဆိုတာလူတိုင်းသိကြမှာပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ညီမပြုလုပ်တဲ့ဒုတိယကြိမ်ကျင်းပပြုလုပ်တဲ့ Miss LGBT မြန်မာ2026ပြိုင်ပွဲကြီးရာဆိုလို့ရှိရင်ပြီးဆုံးသွားတဲ့ကြောင့်ညီမအနေနဲ့အများကြီးဟိုမှာဝမ်းသာတော်နေပါရဲ့ရှင်နောက်ထပ်ပွဲကိုလည်းစောင့်ကြည့်ပေးကြပါအောင်လို့ညီမပြောချင်ပါတယ်ဘာလို့လဲနော်ဒီတော့ public ကလည်းဒါ LGBT 25ပေါ့နော်ဝေထုတ်တာကျွန်တော်တော့ဆက်ပေါ့နော်ဝေထုတ်တဲ့ခါမှာဘယ်လိုမျိုးအရေးကြီးနေတဲ့ web လုပ်တာလဲညီမတို့ကတော့ဒီ Miss တွေမှာရွေးချယ်တဲ့အတိုင်းပဲ body beauty brain and business အားလုံးကိုညီမအဖက်ဖက်ကနေပြီးတော့တောက်စီအောင်ရွေးချယ်ပြီးတော့ဒီနေ့ကြာရောက်လာတဲ့ကဲဖြတ်ပေးတဲ့တိုင်းလုံးကြီးမင်းတွေရဲ့ MSC အနေနဲ့အကုန်လုံးပေါင်းပြီးတော့ရွေးချယ်ရပဲဖြစ်ပါတယ်ရှင်ဒီလိုတော့ဒီမှာနေတယ်ပေါ့နော်ဒီဘွဲကိုဒါလုပ်တဲ့ခါမှာပေါ့နော်ဒီမှာလည်းခက်ခဲမှုရှိတာကြီးမားတဲ့ခက်ခဲရတော့ sponsor ပေးကြတာပေါ့နော်ဒီပွဲက LGBT ပွဲဖြစ်တယ်သူများရဲ့ဆိုလို့ရှိရင်မိမပွဲလို့ထင်ပြီးတော့ sponsor ပေးပြီးမှပဲအပြင်မှာစီဝေးထိုင်တော့ပါပဲ cancel သွားတဲ့လူတွေလည်းဖြစ်ပါတယ် cancel သွားတဲ့လူတွေလည်းရှိရပေါ့နော်ညီမပြောချင်တာကညီမတို့ပြောချင်တာက sponsorship တွေကမ်းလှမ်းနေဆိုလို့ရှိရင်ညီမတို့က title နဲ့ကမ်းလှမ်းတာဖြစ်ပါတယ် Miss LGBT မြန်မာဆိုတဲ့ပွဲနဲ့ကမ်းလှမ်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲဒီ LGBT transgender women တွေအတွက်ကြီးမားပြုတ်ရဲ့ပြိုင်ပွဲကြီးဖြစ်ပါတယ်အားကြောင့်မလို့ညီမတို့ sponsor confirm ဖြစ်တယ်မဖြစ်တယ်ဆိုတာလေအဲ့ title လေးကိုသေချာ view site ပြီးတော့ sponsorship company တွေကနေပြီးတော့သေချာ view site စစ်ဆေးပြီးမှပဲအမဒီပေးဖြစ်တယ်မပေးဖြစ်ဘူးကိုအစည်းအဝေးထိုင်ပြီးတော့သေချာနေစနစ်စကြလုပ်တင်ပါတယ်ပေါ့နော်အားပဲပြောချင်ပါတယ်ရှင်နောက်ဆုံးပေါ့နော်ဒီ LGBT ကိုပေါ့နော်အဓိကတချို့ဆိုရင်ခွဲထားဆက်ဆက်နေတဲ့ price ရှိတယ်ပေါ့နော်အဲ့အတွက်ဘယ်လိုမျိုးပွဲလုပ်တဲ့ခါမှာပေါ့ညီမအနေနဲ့ဘယ်လိုမျိုးခွာရနေလုပ်ခဲ့လဲညီမမိဘတွေရောဒီရက်ကွက်တွေကရောပေါ့နော်လူတွေအားလုံးကညီမကိုပြောတယ်နင်ကအချောက်ပွဲလောက်တာပေါ့နော်အချောက်ပွဲလောက်တယ်ဘာလို့အချောက်ပွဲပဲလောက်တာလဲ Miss Day Mr. ပွဲဒီလောက်အများကြီးရှိတာပေါ့နော်ညီမပြုလုပ်ဖို့ညီမကိုတိုက်တွန်းနေရှင့်ညီမကလည်း LGBT transgender woman ဖြစ်နေရတဲ့အကြောင်းပြီးတော့ကိုလိုမျိုးဘဝကိုကအောက်ခြေကနေတက်တဲ့ကြောင်မလို့ဒီကိုလိုမျိုးဒန်းတူ LGBT ကိုအခွင့်အရေးတစ်ခုအနေနဲ့ဒီ platform ကိုညီမMiss LGBT မြန်မာဆိုတဲ့ platform ကိုညီမ OC ကျင်းပပြုလုပ်ဖြစ်တာပဲဖြစ်ပါတယ်ရှင်နောက်တော့ကျွန်တော်ချိဆက်ပြီးတော့ပါဒီဗီဒီယိုဒီကမြင့်နေပေးမယ့်ပုံလေးကိုညီမအနေနဲ့ဆက်လုပ်ဖို့ရှိလားဒါတော့ဒီရှင်းနေချက်ပြီးညီမစားလုပ်သေးဟိုပါပေါ့ Miss LGBT မြန်မာ LGBT transgender women တွေအတွက်တိတက်ကျင်းပပြုလုပ်ပြီးရဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ LGBT transgender women တွေအတွက်ကိုလုံးဝ platform ကောင်းကောင်းကြီးတစ်ခုဖြစ်အောင်လို့ညီမအနေနဲ့ဒီထက်မကဒီနှစ်ထက်ပို့ပြီးတော့ခန်းနာအောင်လို့တစ်နှစ်ခန်းနာအောင်လို့ sponsorship တွေနဲ့ကလေးတွေကိုဘယ်လိုမျိုးထိုးဖောက်မလဲဆိုတာကိုညီမအနေနဲ့တစ်နှစ်မတူအောင်အသစ်စမ်းတွေနဲ့အကောင်းဆုံးကျင်းပပြုလုပ်ဖို့ရှိပါရဲ့ရှင်အခုတော့ဒီနေ့တိုက်တဲ့စုတွေဝင်တော့ဆိုရောက်သွားတဲ့မင်္ဂလေးတော့ဒီမှာလက်ဆောင်တက်လေးတွေ့ရောကလေးအားလုံးကဒီစုရရဲ့3ယောက်ပဲ top 3ပဲမဟုတ်ပါဘူးရှင်ညီမစီမှာပြိုင်တဲ့ကလေးအားလုံးကသူ့နီးစနစ်သူ့ဟာလေးနဲ့ LGBT ဆိုပေမဲ့ပေါ့နော်ဒီ standard တစ်ခုလေးရှိရကလေးတွေပဲပေါ့နော်အကောင်လုံးကကလေးတွေပဲပေါ့နော်ဒီ3ယောက်မှမဟုတ်ဘူး LGBT အားလုံးညီမပြိုင်ပွဲမှာပြိုင်ပြီးဖြစ်စေမပြိုင်ဖြစ်တဲ့သူတွေလည်းရှိရပေါ့နော်သူတွေအားလုံးကိုပြောချင်တာက LGBT ကအနေခံနှာခေါင်းရှုပ်ခံနေဖြစ်နေကြရပါပေါ့နော်အဲဒါကြောင့်မလို့အဲ့ဟာတွေကိုလုံးဝပပျောက်ပြီးတော့ LGBT ဆိုတာလဲသူ standard နဲ့သူရှိရဘယ်လိုမျိုးလှပတယ်ဘယ်လိုမျိုး talent တွေရှိရဆိုတာကိုအကောင်းမွန်ဆုံးချပြ
စေချင်တယ်ပေါ့နော်ဒါကြောင့်မလို့လဲ activity ပွဲကိုလုပ်ဖြစ်တာပေါ့နော်ဒါကြောင့်မလို့ဒီညီမလေးကအများကြီးထက်ကြိုးစားဖို့ပေါ့နော်ညီမပြောချင်ပါတယ် ကဲပါလာလို့ဒါဒီခုနေလည်းမြေဖြစ်ပြီးတော့နော်ဒီမှာလည်းနောက်ဆုံးပြောချင်တာပေါ့နော်ဒီဝဲကိုပေါ့နော်နောက်ထပ်ပြန်နေတဲ့သူများရှိလို့ရှိရင်ဟောဘယ်လိုစတဲ့လဲ ဒီပြိုင်ပွဲကိုပြိုင်ကျင်တဲ့ LGBT transgender တွေပေါ့နော် LGBT မီးသူမဆိုညီမရဲ့ Miss LGBT မြန်မာဆိုတဲ့ Facebook TikTok အကောက်ကနေပြီးတော့ဒီပြိုင်ပွဲအကြောင်းလေးကိုအချိန်မီလေးလာနိုင်ပါတယ်ရှင် ကဲပါဘယ်လိုစတဲ့လဲ ကျေးဇူးများတင်ပါတယ်